လို့လေ TikTok ပေါ်တင်ဖို့ဗီဒီယိုတွေရိုက်ဖို့ခက်လား TikTok ပေါ်မှာဗီဒီယိုတစ်ပုဒ်တင်ဖို့အတွက်ဗီဒီယို idea တွေစဉ်းစားရတာနဲ့ content ရေးရတာနဲ့ script ရေးရတာနဲ့ဗီဒီယိုရိုက်ရတာနဲ့ edit လုပ်ရတာနဲ့အားလည်းအကုန်လုံးပေါင်းလိုက်လို့ရှိရင်တော်တော်နဲ့မလုပ်ဖြစ်တာဘူးเนาะဟုတ်တယ်မလားမင်္ဂလာပါဒီစီကွန်ရဲ့ founder ကိုစရာပြောပါအဲ့တော့ TikTok ပေါ်မှာဗီဒီယိုတင်ဖို့အတွက်အရန်ခက်ခဲနေတဲ့လူတွေကျွန်တော်ပြောတဲ့တစ်ခုလေး live လုပ်ကြည့်အကုန်လုံးလွယ်သွားလိမ့်မယ် share plan နဲ့လွယ်သွားလိမ့်မယ်ဒီကုန်းလေးမေးကြည့်မယ်ဗျ TikTok ပေါ်မှာဗီဒီယိုတွေတင်ဖို့ idea ထုတ်ဖို့အတွက်ကခက်ခဲလားမဟုတ် design မတ်လုပ်ရတာပိုပြီးခက်ခဲလား content စီရေးရတာခက်ခဲလားဒါမှမဟုတ် design မတ်လုပ်ရတာပိုပြီးခက်ခဲလား TikTok ဗီဒီယိုတွေရရတာခက်ခဲလားဒါမှမဟုတ် design မတ်လုပ်ရတာပိုပြီးခက်ခဲလား edit လုပ်ရတာခက်ခဲလားဒါမှမဟုတ် design မတ်လုပ်ရတာပိုပြီးခက်ခဲလား TikTok ဗီဒီယိုတွေရိုက်ဖို့အတွက်ပိုဝေ့ဒီဝေ့နေတဲ့လူတွေကအဓိကdesign မလုပ်ကြလို့ဖြစ်ပါတယ်ဆိုတော့ဘယ်လို့မဆို design လုပ်လိုက်လို့ရှိရင်ခက်ခဲတယ်ဆိုတဲ့ရက်တွေကအရန်လွယ်ကူတဲ့နေ့တွေဖြစ်ပြောင်းသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လမ်းလျှောက်တက်ခါစားတော့ကလည်းပထမဆုံးစလျှောက်တဲ့ခြေလမ်းကကျွန်တော်တို့လမ်းလျှောက်တက်စေခဲ့တာမဟုတ်ပါဘူးတော့ကျွန်တော်တို့ design နဲ့လျှောက်ရင်းလဲကြရင်းနဲ့အဲ့လိုမျိုးလမ်းလျှောက်တဲ့အကျင့်ကို design နဲ့လုပ်ယူခဲ့လို့ကျွန်တော်တို့ဒီသက်တည်ရွယ်တွေမှာလမ်းလျှောက်တက်တာဖြစ်ပါတယ်အဲ့တော့TikTok ဗီဒီယိုရိုက်ဖို့လည်းမခက်ခဲပါဘူးเนาะ content တွေရေးဖို့လည်းမခက်ခဲပါဘူးအဓိက design လုပ်ဖို့ခက်ခဲတာဖြစ်ပါတယ်အဲ့တော့ဝေ့မနေကြပါနဲ့เนาะ TikTok ဗီဒီယိုတွေနေ့တိုင်းဒီပါလောက်တင်နေတယ်ဆိုလို့ရှိရင်တော့ design လုပ်တဲ့အချိန်လေးကိုအခုတည်းကမွေးမြူပြီးတော့လုပ်ကြည့်ကြပါဦးเนาะခက်ခဲတဲ့ဆိုတဲ့နေ့ရက်တွေပဲကူပါပါလိမ့်မယ်ခင်ဗျ TikTok video creation TikTok marketing နဲ့ပတ်သက်ပြီးတော့နောက်လည်းဘူးတူတာရဖို့အကြောင်းအရာတွေကိုအများအားတင်ဆက်ပေးနေမှာဖြစ်လို့ကျွန်တော်ဒီစီကုန်းကို like and follow လေးလုပ်ခဲ့ပေးပါဦးเนาะအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျ